ဖြူမြို့နယ်နဲ့တလင်းမြို့နယ်မှာစစ်မှုထမ်းပတ်စဉ်ဆက်ကိုအတွက်လူလိုသေးဦးဆိုကလူငယ်တွေကိုညာတွင်ချင်းလိုက်လံဖမ်းဆီးပြီးစစ်တပ်နဲ့ကြောင်းကိုပို့တယ်။ပဲခူးတိုင်းဖြူမြို့နယ်နဲ့တလင်းမြို့နယ်တို့မှာစစ်မှုထမ်းပတ်စဉ်ဆက်ကိုအတွက်လူလိုတဲ့ဦးဆိုကလူငယ်တွေကိုညာတွင်ချင်းလိုက်လံဖမ်းဆီးပြီးစစ်မှုထမ်းတင်တဲ့ကြောင်းပို့ဆောင်ခဲ့ကြောင်းဖမ်းဆီးခံလူငယ်တွေရဲ့မိဘဆွေမျိုးတွေကပြောပါရယ်။နိုဝင်ဘာလ14ရက်နေ့ညပိုင်းနဲ့တလင်းမြို့ပေါ်မှာစစ်တပ်ဖြူစော်ဒီနဲ့ထွေအုပ်တွေကနိုဝင်ဘာလ16နေ့မှာစတင်ဖွင့်လှစ်မဲ့စစ်မှုထမ်းပတ်စဉ်ဆက်ကိုအတွက်လူလိုသေးဦးဆိုကကားတွေနဲ့မြို့ကိုလှည့်လည်ပြီးနေနေနဲ့လမ်းတွေပေါ်မှာလူငယ်တွေကိုဆွဲခေါ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းရင်းနောက်စစ်ကားကြီးတစ်စီးစာပြေလူငယ်တွေကိုလှည့်ပတ်ဖမ်းဆီးပြီးနောက်ချက်ချင်းဆိုသလိုစစ်သားစုဆောင်ရေးကိုပို့ဆောင်လိုက်ကြောင်းသိရတယ်။အလားတူပဲခူးတိုင်းဖြူမြို့နယ်မှာလည်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးစောမြင့်နောင်ရဲ့အမိန့်နဲ့စစ်မှုထမ်းပတ်စဉ်ဆက်ကိုအတွက်လူလိုသဖြင့်ညာရင်းကျလိုက်လန်ရှာဖွေပေါ်တာဆွဲဖမ်းဆီးမှုလှုံ့ဆော်ခဲ့ကြောင်းလူငယ်များပြဖမ်းဆီးခဲ့ကြောင်းသိရတယ်။ထန်းကောက်အုပ်ကြီးဝင်းကျော်သူကပူတာတောင်အုပ်ကြီးစက်တတော်ဈေးရက်ကွက်အုပ်ကြီးကိုပူဈေးရုံပိုင်းယာယီမှုမင်းမင်းထွေတို့ပြင်သူတို့ဘတ်တော်သားကိုပြေမင်းမင်းစော်ကောခေါ်တော်တို့ကလူငယ်တွေကိုလိုက်ပတ်ဖမ်းပြီးတော့စစ်မှုထမ်းပို့တယ်။သူတို့ရန်ကုန်တောင်ကျဖမ်းဆီးမှုတွေလုပ်နေတာယခုနိုဝင်ဘာလလယ်ပိုင်းစတင်ဖွင့်လှစ်တဲ့စစ်မှုထမ်းပတ်စဉ်ဆက်ကိုအတွက်လူရရှိမှုနယ်ပသဖြင့်စစ်တပ်ကတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုတွေရှေ့ရုံနဲ့လှုံ့ဆော်လာပြီးနေနေလန်နေပေါ်မှာပါနေရောညပါပေါ်တာဆွဲဖမ်းဆီးမှုတွေဖြစ်ပေါ်လျက်ရှိကြောင်းရန်ကုန်မန္တလေးပိုင်းမြို့ကြီးမှာရှိနေကင်းထတဲ့ကွယ်ထံကနေသိရပါတယ်။ဆက်လက်ပြီးစစ်တပ်လက်အောက်ခံပြည်ချက်ကြီးဆိုတဲ့ကမ္ဘာကျော်ရွှေကိုကြားဖြန့်ဒုစရိုက်မြို့တင်တဲ့တခြားမြို့တင်များအကြောင်းမပြောဘဲ KK ဘက်နေရာတစ်ခုတည်းကိုကြားဖြန့်နေတဲ့အတွက်ပြီးရှင်းနေမယ်လို့မြောင်းလိုက်ကြကြောစစ်တပ်လက်အောက်ခံပြည်ချက်ကြီးဆိုတဲ့ကမ္ဘာကျော်ရွှေကိုကြားဖြန့်ဒုစရိုက်မြို့တင်တဲ့တခြားမြို့တွေကိုထည့်မသွင်းမဲ KK ဘက်နေရာကိုကြားဖြန့်နေတဲ့အတွက်ပြီးပြည့်ရှင်းနေမယ်လို့မြောင်းလိုက်ကဖန်ခီးစင်မှာကြွေကြော်တယ်။ online ငွေလိမ်လုပ်ငန်းတွေတရှာစိတ်ပိုင်းတွေကတခုဖြစ်တဲ့ KK ဘက်နေရာကိုပြီးပြည့်ရှင်းနေမယ်လို့စစ်ကောင်ဆောင်မြောင်းလိုက်ကသူ့ရဲ့ဖန်ခီးစင်မှာပြောဆိုခဲ့ရဖြစ်ပါတယ်။မြန်မာထိုင်းနေစကား KK ဘက်နေရာကိုစစ်တပ်ကရှင်းလင်းနေပြီးအမျိုးသားရေးတာဝန်တရဖြစ်အပြည့်ပြည့်ရှင်းနေသွားမယ်လို့စစ်အုပ်စုကောင်ဆောင်မြောင်းလိုက်ကဖန်အမဌာနဆိုင်ရာတွေရမိရဖိုင်နဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့လို့သိရတယ်။စစ်အုပ်စုကောင်ဆောင်က KK ဘက်ကိစ္စနဲ့ပတ်သက်ပြီးခုလိုပြောတော့လဲကြားဖြတ်လုပ်ငန်းတွေအထက်ကအစိတ်ပိုင်းကြီးဖြစ်တဲ့ရွှေကုတ်ကိုမျိုးတဲ့နဲ့ပတ်သက်ပြီးပြောကြားခဲ့တာမရှိဘူး။ KK ဘက်ကြားဖြတ်လုပ်ငန်းကိုဒီမိုကရေစီကြိုးပြုကင်းတမတော် DKP နဲ့စစ်အုပ်စုလက်ကနေကြားဆောင်တဲ့ PGF တို့ကုတွဲစီမံနေရလို့သိရတယ်။ရွှေကုတ်ကိုမြို့ကကြားဖြတ်လုပ်ငန်းတွေကိုစစ်အုပ်စုလက်အောက်ကနေကြားဆောင်တဲ့ PGF ကောင်းဆောင်စောချစ်သူနဲ့တရုတ်ရာဇဝတ်ကိုင်းတွေကပိုင်ဆိုင်နေ။ကင်းနဲ့ကြားဆောင်တဲ့ PGF ကောင်းဆောင်စောချစ်တဲ့ online ငွေလိမ်ကိုင်းစီးပွားပွဲရွှေကုတ်ကိုရထိုင်မြို့တည်ထောင်သူရှိချီချင်းကိုထိုင်းကတရုတ်ဆိုရတဲ့နိုဝင်ဘာလ12ရက်နေ့မှာလည်းပြောင်းပေးခဲ့တယ်။မြောက်ရီမြို့နယ်မှာ online ကြားဖြတ်နေချိန်ဆိုင်တဲ့ရွှေကုတ်ကိုမြို့သစ်စီမံကိန်းရထိုင်မြို့သစ်စီမံကိန်းတောင်မေဥယျာဉ်စီမံကိန်းရန်လုံးပေဘက်အပိုလိုဘက်ဂျင်းရှင်ဘက် KK ဘက်မြောက်ရီမြို့သစ်ဆိုင်စီမံကိန်းတွေကိုမြန်မာစစ်တပ်လက်အောက်က PGF ကဥဆောင်ပြီးတရုတ်ရာဇဝတ်ကိုင်းတွေနဲ့ပူးပေါင်းပြုလုပ်နေရဖြစ်ပါတယ်။ American ငြိမ်းချမ်း Institute ကကင်းပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်က online ငွေလိမ်ကိုင်းတွေကြောင့်မနစ်ကထုတ်ပြန်ခဲ့အစီရင်ခံစာမှာဗိုလ်မှူးကြီးစောချစ်သူနဲ့သူ့လက်အောက်ကဗိုလ်မှူးတင်ဝင်းတို့ကို online ငွေလိမ်ကိုင်းလုပ်ငန်းတွေမှာအဓိကပါဝင်သူဖြစ်ပေါ်ပြပါတယ်။ကြားဖြတ်ကိစ္စကြောင့် PGF ကောင်ဆောင်စောချစ်သူကိုတိုင်းတရားရုံးကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီး American ပြည်ထောင်နဲ့ဥရောပသမဂ္ဂတို့ကတန်ခါပိတ်ဆို့မှုလှုံ့ဆော်ထားပါတယ်။ online ငွေလိမ်ကိုင်းကြားဖြတ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ဒီမိုကရေစီကြိုးပြုကင်းတမတော် DKP နဲ့ခေါင်းဆောင်တွေဖြစ်တဲ့စောစတီစောဆန်းအောင်စောစိန်ဝင်းနဲ့စိုင်းကျော်လာတို့ကို American ဆွဲကနိုဝင်ဘာလ12ရက်နေ့မှာပဲပိတ်ဆို့ရေးယူလိုက်ပါတယ်။ဆက်လက်ပြီးဂျပန်စစ်တပ်ကစစ်မှုထမ်းတွေနှုတ်ထွက်ခွင့်ပြုခြင်းအမတ်လုံးပေးဝါဒပြန်ရုံတက်တက်ဖြစ်ကြောင်းစီဒီအန်တက်ကြကြီးနာယောကပြောတော်လိုင်းအင်အားစုရေးစီထွက်ပြေးလင်းဝင်ရောက်တာမျိုးနဲ့မြေပြင်မှာခက်တက်တာစုဆောင်းနေရတာရှော့ချတားဆီးနိုင်မှုစေအုပ်စုကစစ်မှုထမ်းတပ်သားနဲ့ချင်းကိုလက်ပြဝါဒပြန်တက်တက်နှုတ်ထွက်ခွင့်ပြုရည်လှုံ့ဆော်လာကြောင်းမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလိလာရေးဖွဲ့ MDSI စစ်ဘက်ဆိုင်ရာသူတေသနာတာဝန်ခံစီတဲ့တက်ကြကြီးနာကပြောတယ်ပြီးခဲ့ရပိုင်းနေတဲ့သုံးမှုတပုံရှော့ပေါ်ခွင့်နဲ့စစ်မှုထမ်းကာလတာဝန်ထမ်းဆောင်ပြီးတဲ့တပ်သားကြိုကိုစစ်တပ်ကနှုတ်ထွက်ခွင့်ပြုကြောင်းစေအုပ်စုကသတင်းတွေထုတ်ပြန်တယ်ဘုံတော်ရဲ့ပြောဆိုချက်အရဒီလှုပ်ဆောင်ချက်တွေကစေအုပ်စုနဲ့ကိုမူလဝါဒပြန်လန်းစစ်နေတိုင်းမဲ့သူတို့ရဲ့လုပ်ရက်တွေလောရကာယခက်ခဲလာခြင်းနဲ့ပြည်သူလူထုကိုလိမ်လည်လှည့်ပြဖို့လွယ်လာခြင်းဖြစ်တာကြောင့်တမင်ဝါဒပြန်လှုပ်ဆောင်တာဖြစ်တယ်လက်ရှိမှာစစ်မှုထမ်းအင်အားအတွက်လစဉ်လူ9000သတ်မှတ်ထားအကြောင်းအောက်ခြေရန်တရားအုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းတွေနဲ့စစ်ကောင်ရှင်တပ်သားတွေကသတ်မှတ်လူရေးအတွက်ပြည်မိရရှိဖို့မြေပြင်မှာနီးလန်းပေါင်းစုံနဲ့စ조사နေရလို့သိရတယ်။ဒီနေရာမှာတင်းဓမ္မပေါ်တာဆက်ဖန်စီယာတွေပါစိုးရလှုပ်ဆောင်လာပြီးငွေပေးရွေးခိုင်းတာလူစားတို့ရောင်းဝယ်လုပ်တာတွေရှိလာနေရဖြစ်တယ်။ဒီလိုမျိုးခြေအနေတွေကိုစစ်အုပ်စုထောက်ခံသူတွေဘက်ကပါထောက်ပြလာမျိုးရှိလာချိန်မှာအောက်ခြေစင်ဝန်ထမ်းချုပ်ကိုဟန်ပြရေးယူပြရရှိခဲ့သလိုစစ်မှုထမ်းလူတွေစုဆောင်မှာကက်ခဲရေလျှော့ချနိုင်မှုလူငယ်တွေကိုအလုတ်ကင်ခွင့်လန်းနေတဲ့မလုံးပေးစီယုံနာယာဒူပေးဆွဲဆောင်တရားဟောတာအပြင်ခုလိုလူနည်းချင်းလုံးနဲ့ဝါရဖြန့်လက်ယုံတက်နှုတ်ထွက်ခိုင်းနိုင်လှုပ်ဆောင်လာလို့တက်ကြကြီးနာကပြောခဲ့တယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ဒေသမှာစုဆောင်ရရှိတဲ့စစ်မှုထမ်းရတွေကိုရထိုစစ်တပ်နှံပေးကရှေ့တန်းစစ်မြေပြင်နေစီတင်ကျဆင်လို့နေရကြောင်းတိုက်ခိုက်အင်အားတွေအတွက်ပဲအသုံးပြုတာတင်ရှားကြောင်းနဲ့နှုတ်ထွက်ခွင့်ပြုခံရသူတွေဟာကျန်းမာရေးအခြေအနေမကောင်းသူတွေနဲ့အကြောင်းမျိုးကြောင့်နှုတ်ထွက်ပိုင်ခွင့်ရှိသူတွေဖြစ်တယ်လို့တက်ချက်ကြီးနာကပြောတယ်စစ်မှုထမ်းအရာတွေကိုတိုက်ခိုက်ရတဲ့အတွက်သက်ပဲဆိုတာမျက်ဝါးထင်မြင်ရတယ်။ဒါကြောင့်ပဲဥပဒေမဲ့ဆွဆောင်နေရပါတက်ထဲမှာစစ်မှုထမ်းရကအတုံးချခံမှာပြန်ထွက်ခိုင်းနေဆိုတာကလည်းသူတို့ပုံမှန်လုပ်နေကြလိမ့်ညာဝါဒပြန်တာရှစ်စစ်ရေးနိုင်ငံရေးတွေမှာသူတို့လုပ်နေကြသူတို့ရဲ့ရည်ရွယ်ချက်ကစစ်ရင်အားတွေကို2နှစ်ကနေ9နှစ်တိတိုးကျင်တာပါ။ဂျပန်စစ်အုပ်စုကနီလန်ပေါင်းစုံတဲ့စုဆောင်ရရှိထားတဲ့စစ်ရင်အားတွေကိုဟန်ချက်ညီလေးကျင်းတဲ့တန်းကြောင့်နေတို့ပွင့်တရားလက်ရှိနိုင်ငံတော်စစ်တပ်နဲ့ကြောင့်29ကိုထိရှိနေပြီလို့လည်းမြန်မာစစ်ဘက်ရတဲ့လုံခြုံရေးဆိုင်လေးလိုက်အဖွဲ့ကထုတ်ပြန်တယ်။လက်ရှိမှာစစ်အုပ်စုကမူရင်းတင်တဲ့ကြောင့်နေပြင်ခါကာတာကာနဲ့ရှာလာတာ50ခုတို့မှာပါအရင်တင်တဲ့ကြောင့်နေပြင်ထပ်တိုးပွင့်လေ့ကျင့်ပေးနေရဖြစ်တယ်။ဆက်လက်ပြီးကရင်ပြည်နယ်တွင်းရှိလက်နက်ကင်တွေကြောင့်ပြည်နယ်မတည်မငြိမ်ဖြစ်နေနိုင်ငံနဲ့ရဆွေးမှုများစွာကျူးလွန်နေမြောင်လိုက်ပြောအာဏာသိမ်းချက်ဖက်စစ်ကောင်ဆောင်ကကရင်ပြည်နယ်ကိုတည်ငြိမ်အေးချမ်းမှုပြည့်ရွံ့လှုပ်ဆောင်နေသူတွေဟာကရင်ပြည်နယ်တွင်းရှိလက်နက်ကင်ဖွဲ့စည်းဖြစ်တယ်လို့ပြောလာပြန်တယ်။နိုဝင်ဘာလ15ရက်မနေ့ပိုင်းကကရင်ပြည်နယ်ဗန်မြို့ကိုသွားချိန်မြောင်လိုက်ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။မြောက်နိုင်ငံကတည်ငြိမ်အေးချမ်းမှုရှိမှသာပညာသင်ကြားနိုင်မယ်။ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဆောင်ရွက်နိုင်မယ်။ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ပါတယ်။ဒါကြောင့်ပြည်내ဖွံ့ဖြိုးတိုးတက်မှုကိုပြည်စည်းတဲ့တည်ငြိမ်အေးချမ်းမှုပြန်ရွှေ့ဆောင်ရွက်နေရတဲ့ကိုပြည်내တွင်းနေထိုင်သူတွေကနီလန်ပေါင်းစုံနဲ့ကာကွယ်ကြဖို့လိုတယ်။ဒါအပြင်တိုင်းမြန်မာနယ်စပ်နီက KK ဘက်ကြားပြလုပ်ငန်းတွေကိုရှင်းလင်းသွားမယ်လို့လည်းထည့်သွင်းပြောဆိုတယ်။ KK ဘက်မှာကြားပြလုပ်ငန်းတွေကိုလုပ်ကိုင်ခွင့်ပြုထားပြီး GFK နဲ့ကြားစောက်တဲ့စစ်တပ်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့ဖွဲ့စည်းဖြစ်ပြီးစစ်တပ်ခိုင်းသမျှတွေကိုစိတ်ပါလက်ပါလှုပ်ဆောင်ပေးတဲ့ဖွဲ့စည်းလည်းဖြစ်တယ်။မြောက်လိုင်ကမနေ့ကစစ်တပ်အုပ်ချုပ်ရေးရနှုံးပြေလေပတ်နေမော်လမြိုင်မျိုးကိုလည်းတွားရောက်လေပတ်ခတ်ပြီးကိုလိုရွေးကောက်ပွဲနေမှာပြည်သူတွေကြားတဲ့ရုံလုံးထွက်ပြနေရဟာတိုင်းပြည်အေးချမ်းရှိနေလို့နိုင်ငံတကာကယုံကြည်ပြီးတွေ့ရောက်ရွေးကောက်ပွဲကိုထောက်ခံလောင်ဖန်တီးနေရဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသက်သူတွေကဝေဖန်ထားကြပါတယ်။ဆက်လက်ပြီးမြင်းချံမြို့နယ်တဲစစ်ကော်မရှင်ဂိတ်ကောင်ဒေါ်လာတက်တွေတိုက်ခိုက်ခြင်းမုံစစ်သားနဲ့ပြူ9အောင်သေဆုံးမန္တလေးတိုင်းမြင်းချံမြို့နယ်ကောက်ကွက်ကျရနဲ့ကံရကျရကြာရှိစစ်ကော်မရှင်ဂိတ်ကောင်ဒေါ်လာတက်တွေကတိုက်ခိုက်ခြင်းမုံကစစ်သားနဲ့ပြူစောတီ9ရောက်သေဆုံးခဲ့လို့အညာဖက်ဒရယ်ထရက်ဖိုမှာသတင်းထုတ်ပြန်တယ်။နိုဝင်ဘာလ17ရက်နေ့ပိုင်းကမြင်းချံမြို့နယ်ကောက်ကွက်ကျရနဲ့ကံရကျရကြာရှိအင်အား15ရောက်ခန့်ရှိစစ်ကော်မရှင်ဂိတ်ကောင်ကိုဒေါ်လာပပတက်တွေကဒရုန်းနဲ့ပုံတည်ကျဲကြပြီးမြေပြင်ကနေစစ်ကြောင်းကြောက်ခွဲကဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်စစ်သားနဲ့ပြူစောတီ9ရောက်သေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရှိကဂိတ်ကန်ကိုဆုံးကားထွက်ပြေးသွားပါတယ်။အဲဒီတိုက်ခိုက်မှုကိုထနောင်းမြေစစ်ကြောင်းနဲ့တူ Justice Warrior တပ်ဖွဲ့မဟာမိတ် drone တပ်ဖွဲ့ဖြစ်ကြတဲ့ NDF မြောက် drone ကြားခင်စိတ်တပ်ဖွဲ့ Revolution Air Force မြင်းချံ KIMS-7 တရင်လက်ယုံတပ်925ပျောက်ကြားတပ်ဖွဲ့ငန်းစုံ Peacock drone တင်တပ်ဖွဲ့ပေါင်းလုံးဆောင်ခဲ့ကြလို့သိရပါတယ်။နောက်ဆက်ရပေးကြတဲ့အတွက်ဒူပင်ကျေးဇူးတင်ရှိပါရရှင်။